အပြောမတက်လို့စိတ်ဝင်စားစရာလူရှားနေလားဆိုပြီးအမေးခံနေရတဲ့ဆောင်းရွံဆန်ရဲ့အဖြစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဆောင်းရွံဆန်ကတော့ဘာလို့လို့ဝေဖန်ခံနေရသူတယောက်လည်းဖြစ်ပါတယ်။အမြဲတမ်းရှက်ပြနဲ့အပြောဆိုမတက်တာကြောင့်သူ့ရဲ့စကားတိုင်းကလည်းပရိသတ်ကြားမှာကြရက်ပါပဲ။ဆန်ဆိုတာဆန်ဦးတွေကလာတဲ့ထင်တာဆိုပြီးပြောခဲ့ဘူးလို့ပရိသတ်ကြားမှာကြရက်ထားဘူးသူတယောက်လည်းဖြစ်ပါတယ်။ပြောချင်တာပြောလို့ဝေဖန်ခံရတဲ့မင်းသမီးတွေထဲမှာထိတ်ဆုံးကပါတဲ့ဆောင်းရွံဆန်ကအခုလေဟဲဝီယန်နဲ့ပတ်သက်ပြီးဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်။သူကဟဲဝီယန်နဲ့ပတ်သက်ပြီးဝေဖန်ခံရတာဒါနဲ့ဆိုရင်ဒုတိယအကြိမ်ဖြစ်ပါတယ်။အရင်ကအပြောမတက်လို့အဆိုးပြေနေရလူချင်နေရလားဆိုပြီးပြိတ္တကြားမှာအပြောခံခဲ့ရသလိုအခုလေဟဲဝီယန်ကိုကျွေးတဲ့အကြောင်းပြောရင်တိမိမိဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်။ဆောင်းရွံဆန်ကတော့ဟဲဝီယန်ကအမျိုးသမီးတိုင်းလူချင်တဲ့လူမျိုးဖြစ်သလိုသူလည်းကြိုက်တယ်ဆိုပြီးရေလာမြောင်းပြီးမဟုတ်ပဲချောင်းမှာဖောက်ခဲ့တာလည်းဖြစ်ပါတယ်။ဟဲဝီယန်ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့်ကျွေးနေရသလိုအဓိကကျွေးနေတာကတော့သူ့ရဲ့အရက်ကြောင့်လို့ဆိုပါတယ်။ဟဲဝီယန်ကအရက်ရှိတဲ့မင်းသားတယောက်မို့သူနဲ့တွဲရင်ရင်ခွင်မီအရက်လေးမို့ကြိုက်တယ်ဆိုပြီးအထာရီဇက်တိုက်ပေးနေတာလည်းဖြစ်ပါတယ်။သူကတော့တိုင်းသည့်ပြည်သည့်အထာပေးနေတာမို့ပရိသတ်တွေကကြည်မရတော့ပါဘူး။မင်းကလေးတမ်းမဲ့အရှက်မရှိဘူးဆိုပြီးဝေဖန်နေကြသလိုကြိုက်စရာလူအဲ့လောက်ရှားလားဆိုပြီးပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ဟဲဝီယန်ကိုစိုးပြင်းနေပဲသဘောတူတာမို့ကျန်တဲ့သူနဲ့ဆိုရင်ဝေဖန်ဖို့အသင့်ပါပဲ။အခုလဲရှက်ပြနဲ့အားတိုင်းဝေဖန်ခံနေရတဲ့ဆောင်းရွံဆန်နဲ့တော့တကယ်ကြိုက်လေသဘောမတူဘူးဆိုပြီးပြောဆိုနေကြပါပြီ။ပရိသတ်တို့ရောဟဲဝီယန်နဲ့ဆောင်းရွံဆန်တို့နှစ်ယောက်ကိုသဘောတူလားဆိုတာပြောခဲ့ပေးကြပါအောင်နော်။